လေးကြအမေကလို့ဒီစက်ကျင်းလာတာကိုခိုင်းမရပါနဲ့ကိုစိုးမိုးလိုက်ဘာကချင်းနဲ့လဲဘိုးနဲ့ငါရပါမယ်ရှင်းကနာ1နောက်ကနာ0ဘူးဆိုတဲ့ကနာ10ပါခင်ဗျာ10 10မဟုတ်ပါဘူးအကဲလုံးတော့ဒီနေ့နေမယ်80တော့ဟုတ်တယ်ဗျဒါပေမဲ့ကျွန်တော်တို့စုမဲကြီးကိုအကြီးကြီးစုတောင်းပေးလိုက်ကြတော့ဗလာကြပါစေရေးလိုက်ပါဦးဗျာဗလာတော့မကြတော့နမကတူးပါတယ်ခင်ဗျာရေဘယ်မှာမလဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်အများရှိမှလည်းဖွင့်ပြပါမယ်ခင်ဗျာဒါပေမဲ့သူ့ဟာသူနဲ့ပြီးသူ့ဟာသူပေါက်တာတော့အတော်ဆိုးလို့ဘိုးနာခံစားချက်လေးပြောအောင်လေကျွန်တော်တို့ခံစားချက်လေးပြောအောင်ကျွန်တော်အဝေးပါဘယ်လိုလဲညာကျွန်တော်အဝေးပါရာဦးရဖြစ်တော့မဖြစ်နိုင်ဘူးလို့ကမသိချာပါဘူးပါချ
က
ပြပါကဲဘာလို့ဖိုင်းစေချင်လဲအမျိုးသမီးတွေအမျိုးသမီးတွေတော်လို့လားရှေ့1 မနောက်ဆုံးပြီ114ရလားလုံးတော့မရှိတော့ဘူး114ဟိုတော့ညခိုင်းတာလောက်ပါမယ်ကိုဒီကတော့နဲ့ရအောင်ပဲမနိုင်လည်းပေါက်တော့မှာပါအဆုံးအားလည်းကိုဒီပါပေါက်တယ်ကိုကွန်သီးပါဒါလည်းကွန်သီးတယ်ခင်ဗျာကျွန်တော်တို့96ကကျွန်တော်တို့ကိုဝါကြီးနဲ့ဆိုလို့ရှိရင်သူ့ကိုမြင်လို့ရှိရင်ကျွန်တော်ကိုစရာအောင်ကြီးကိုအများနဲ့သတိရတယ်သူတို့နှစ်ယောက်ကမူးရီဆိုလို့ရှိရင်အကျွေးပြင်းလည်းရှိတယ်ဟုတ်ဂျုံပိုင်ကြီးနဲ့ကွန်သီးရဲ့ဒီလိုစကားလေးကြားကြပါလေဟုတ်တယ်လေဘယ်လိုလဲဆိုရင်ပါလဲနောက်နေ့လည်းဒီလိုပဲဆုံးနေမှာလေမဲရောပေါက်ချင်တဲ့ဆန္ဒရှိလားအဲ့တော့ကျွန်တော်ဘုရားကြီးကောက်နေရတာဟုတ်ပါပြီတို့ဘူအောင်နေလေးနဲ့
တာကိုရင်းရောလာရဲ့ကြောက်လို့ကြောက်လို့အောင်ဝေးတယ်ဒီလိုမှလာပြီးွယ်စီတို့လို့ရဲ့အောင်လာရင်လည်းဒီလိုကြောက်လို့ရဲ့ကားတဲ့နဲ့လူရကျွေးလာကိုရင်းရော